Hello မင်္ဂလာပါအားလုံးပဲဒီဗီဒီယိုထဲမှာတော့အပိုင်းရဲ့ပစ္စည်းပြင်းတဲ့ scale လေးတွေကိုတူတူကြည့်ကြအောင် Let's go gas pipe gas လွတ်တဲ့ pipe ပြတ်သွားလို့ပြင်ပြီးနေတာရှူအိုင်းနောက်က Basco ရဝစ်ထားတဲ့ကောင်လေးကြည့်ဦးနေတဲ့နေရာမရှိဘူးအပိုင်း gas pipe ပြင်နေတော့ရှုပ်လို့မရဘူးတော့အပိုင်းရဲ့စကီတစ်ပေါက်မှာတော့ပြင်စကီကတော့ကပန်းနံပါတ်1ပြီးသွားပြီ10မိနစ်တော့မကြာဘူးနော်ပြီးသွားတယ်10မိနစ်တော့မကြာဘူး gas pipe ပြင်တာဖင်အောင်လှုပ်ပြီးခါပြလိုက်